Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ပါဗျာနော်ဒီနေ့ကျွန်တော်ညီကိုမောင်နှမတွေတို့ကျွန်တော်ထပ်ပြီးတော့တင်ပေးမှာကဒါ file 3ပေါ့နော်ရှေ့မှာကျွန်တော် file 1 file 2ဆိုပြီးတော့ကျွန်တော်တင်ပေးခဲ့ပြီးပြီဒါကျွန်တော်အခုလာမဲ့16ရက်9လဒါ2026ပေါ့နော်အခုလာမဲ့ဘက်အတွက်ထွက်ဖို့လားရန်ကောင်းတဲ့ကဏ္ဍလေးကျွန်တော်ထပ်ပြီးတော့တင်ပေးသွားမှာပါ file 1မှာတော့ကျွန်တော်တင်ပေးခဲ့တာက983ညနော် file 2မှာကဒါ6 3ညနဲ့ပေါ့နော်ဖိုင်3ဟုတ်ပြီအခုဖိုင်3ဘာကဏ္ဍလေးလဲကျွန်တော်လည်းတူကြည့်အောင်နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကဏ္ဍယူတဲ့ပုံစံလေးချက်ကြည့်အောင်ဗျာနော်ကဲပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ထိပ်စီးရှာတဲ့ site လေးကိုကျွန်တော်တို့အရင်ကြည့်လိုက်အောင်ဗျာနော်ဒါကတော့အခုပြထားတာကတော့ဒါကျွန်တော်တို့နောက်ဆုံးထွက်ခဲ့တဲ့ထွက်ရှိပြီးသားကလင်နာမှတ်တမ်းလေးပါဒီမှတ်တမ်းလေးကိုအခြေခံပြီးတော့ပထမဦးဆုံးအနေနဲ့ထိပ်စီးရှာတဲ့ site လေးကျွန်တော်အရင်တွက်ပြလိုက်မယ်နော်ဟုတ်ပြီထိပ်စီးယူတဲ့ site လေးမှာဆိုလို့ရှိရင်ကြည့်ရအောင်9ရယ်2ရယ်5ရယ်ပေါ့နော်9နဲ့5ကျွန်တော်တို့ဒီသုံးလုံးပေါင်းချင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့6ရတယ်ဗျဟုတ်ပြီကျွန်တော်တို့အဲ့မှာ866နဲ့3939နှစ်ကွက်ကြော်ပြီးတော့ကြည့်လိုက်မယ်နော်နောက်တစ်ပင်ပေါ့နောက်တစ်ပင်မှာဆိုရင်လည်းခဏန်းနေရအောင်နေရာထားလေးတွေကအပေါ်ကပင်တိုင်းပဲတပုံစံနဲ့ပဲသွားမယ်ဗျာနော်9ရယ်1ရယ်3ညရယ်ပေါ့နော်9 1 3ညဒီသုံးလုံးပေါင်းချင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အပေါ်အပင်တိုင်းပဲအဲ့မှာ6ရတာကိုတွေ့ရတယ်ဗျာနော်ဟုတ်ပြီစောစောက866နဲ့3939နှစ်ကွက်ကြော်ခဲ့သလိုပဲအခုလာမဲ့ပင်မှာဆိုလို့ရှိရင်လည်းဒါ38နဲ့903ညကိုနှစ်ကွက်ကြော်ပြီးတော့ကြည့်လိုက်မယ်နော်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်လည်းဒါအပေါ်က3ပင်သလုံးကဏ္ဍနေရအောင်နေရာထားလေးတွေကတပုံစံနဲ့ဖြစ်ဖို့လိုတယ်ဗျာနော်1ရယ်9ရယ်အခုလာမဲ့ထိပ်စီးရယ်ပေါင်းရင်လည်းဒါကျွန်တော်တို့6ရအောင်ပါဗောနော်1ရယ်9ရယ်6ရယ်ပေါင်းမှာဒါကျွန်တော်တို့က6ရမှာဆိုတော့ထိပ်စီးအနေနဲ့ဒါကျွန်တော်တို့6ရပါတယ်ဗျာနော်ဒါကတော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ဒါထိပ်စီးရှာပြတဲ့ site လေးပါနော်ကဏ္ဍနေရအောင်နေရာထားလေးတွေကောင်းတယ် site ကလေးကလည်းလှတယ်ကျွန်တော်ညီကောင်မောင်နှမတွေအနေနဲ့လည်းအကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်ဗျကဲဟုတ်ပြီကျွန်တော်တို့ထိပ်စီးပြီးသွားပြီဆိုတော့ကျွန်တော်တို့ခါလေတိုင်းယူတဲ့ပုံစံလေးတစ်ချက်ထည့်ကြည့်လိုက်အောင်နော်ကဲဟုတ်ပြီရှေ့ဗီဒီယိုဖိုင်မှာကျွန်တော်ထိပ်စီးရှာတဲ့ site လေးကိုပြပေးခဲ့ပြီနော်အခုကျွန်တော်တို့ခါလေတိုင်းယူတဲ့ site လေးကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ဗျာနော်ဒါကတော့ကျွန်တော်ခါလေတိုင်းတွက်ပြမဲ့ site လေးပါခါလေတိုင်းယူတဲ့ site လေးမှာဆိုလို့ရှိရင်6နဲ့ကိုကျွန်တော်အရင်လမ်းပေါင်းလိုက်မယ်နော်6နဲ့လမ်းပေါင်းတော့ကျွန်တော်တို့8ရတယ်ဗျဟုတ်ပြီအဲ့ဒီ8နဲ့ညီမျှတဲ့တန်မိုးလည်းဖြစ်ရမယ်ခါလေတိုင်းရှာပြတာဖြစ်တဲ့အတွက်ခါပေါင်းခြင်းလဲပါမယ်ပေါ့နော်3ညရယ်2ရယ်အဲ့မှာ9635ကျွန်တော်တို့ခါလေတိုင်းဖြစ်တဲ့6နဲ့ပေါင်းမယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်လဲဒါကျွန်တော်တို့3ညနဲ့6ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းမှာဆိုရင်လဲရှေ့ရထားတဲ့တန်မိုးနဲ့သွားပြီးညီမျှတာကိုတွေ့ရတယ်နော်ဟုတ်ပြီကဏ္ဍနေရအောင်နေရာထားလေးတွေမပြောင်းလဲဘူးကျွန်တော်တို့နောက်တစ်ပင်ဆက်ကြည့်အောင်နောက်တစ်ပင်မှာဆိုလို့ရှိရင်6နဲ့9နဲ့ပေါ့နော်6နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့1ရတယ်ဟုတ်ပြီအဲ့ဒီ1နဲ့ညီမျှတဲ့တန်မိုးလည်းဖြစ်ရမယ်ခါလေတိုင်းရှာပြတာဖြစ်တဲ့အတွက်ခါပေါင်းခြင်းလည်းပါရမယ်အဲ့မှာကဏ္ဍနေရအောင်နေရာထားလေးတွေကလည်းကျွန်တော်တို့အပေါ်အပင်တိုင်းပဲတပုံစံနဲ့ဖြစ်ဖို့လိုတယ်ဗျာနော်3ညရယ်4ရယ်အဲ့မှာ3ညခွန်ကကျွန်တော်တို့ခါလေတိုင်းဖြစ်တဲ့ခွန်နဲ့ပေါင်းမယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့3ည4ခွန်ဒီသုံးလုံးပေါင်းခြင်းမှာဆိုရင်လည်း1ရထားတဲ့တန်မိုးနဲ့သွားပြီးညီမျှတာကိုတွေ့ရတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ formula လေးကလည်းနှစ်ပင်ဇက်တိုက်မှန်လာခဲ့ပြီနော်ကျွန်တော်တို့အခုလာမဲ့ပင်တွေကြည့်ရအောင်အခုလာမဲ့ပင်မှာဆိုရင်8နဲ့1နဲ့လမ်းပေါင်းတော့ကျွန်တော်တို့က9ရတယ်ဗျာနော်အဲ့ဒီ9နဲ့ညီမျှတဲ့တန်မိုးလည်းဖြစ်ရမယ်ခါပေါင်းခြင်းလည်းပါရမယ်သုံးပင်စလုံးကခဏနေရအောင်နေရာထားလေးတွေကလည်းဒီပုံစံနဲ့ဖြစ်ရမယ်နော်ခွန်ရယ်4ရယ်အခုလာမဲ့ခါလေတိုင်းရယ်ပေါင်းရင်လည်းဒါကျွန်တော်တို့9ရမှာပေါ့နော်ခွန်ရယ်4ရယ်8ရယ်ပေါင်းမှာဒါကျွန်တော်တို့က9ရမှာဆိုတော့ခါလေတိုင်းအနေနဲ့ဒါကျွန်တော်တို့8ရတယ်ဗျာနော်ဒီ site ကလေးကလည်းတကယ်ကိုကောင်းပါနဲ့နော်ကျွန်တော်ညီကောင်မောင်နှမတွေအနေနဲ့လည်းအကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထိပ်စီးလည်းရသွားပြီခါလေတိုင်းလည်းရသွားပြီเนาะထိပ်စီးအနေနဲ့ကတော့ကျွန်တော်တို့6ရတယ်ဗျခါလေတိုင်းအနေနဲ့ကတော့ဒါကျွန်တော်တို့8ရပါတယ်เนาะနောက်ကဲဟုတ်ပြီနောက်ဆုံးအနေနဲ့ကျွန်တော်တို့အပိတ်ကြံအောင်မှာပေါ့เนาะ
နောက်ပိတ်ယူတဲ့ site လေးထပ်ပြီးတော့ကျွန်တော်နဲ့အတူကြည့်လိုက်အောင်နော်ဟုတ်ပြီရှေ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်ထိတ်စီးနဲ့ခါလဲတိုင်းရှာတဲ့ site လေးကိုရှာပြပေးခဲ့ပြီးပြီနော်အခုကျွန်တော်တို့နောက်ဆုံးအနေနဲ့ဒါကတော့နောက်ပိတ်ယူပြမဲ့ site လေးပါနော်နောက်ပိတ်ယူတဲ့ site လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်အောင်ခွန်ရယ်တုံညရယ်နှစ်ရယ်ပေါ့နော်ခွန်တုံညနှစ်ဒီသုံးလုံးပေါင်းခြင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့6ရတယ်ဗျဟုတ်ပြီအဲ့ဒီ6နဲ့ညီမျှတဲ့တန်ဖိုးလည်းဖြစ်ရမယ်အပိတ်ရှာပြတာဖြစ်တဲ့အတွက်နောက်ပိတ်ပေါင်းခြင်းလည်းပါရမယ်ပေါ့နော်6ရယ်ခွန်ရယ်အဲ့မှာ9635ကျွန်တော်တို့အပိတ်ဖြစ်တဲ့3နဲ့ပေါင်းမယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့6ခွန်3ပေါ့နော်ဒီ3လုံးပေါင်းခြင်းမှာဆိုရင်လည်း6ရထားတဲ့တန်ဖိုးနဲ့တွားပြီးညီမျှတာကိုတွေ့ရတယ်နော်ဟုတ်ပြီကဏ္ဍနေရာအောင်နေရာထားလေးတွေမပြောင်းလဲဘူးကျွန်တော်တို့နောက်တစ်ပံဆက်ကြည့်အောင်နော်နောက်တစ်ပံမှာဆိုလို့ရှိရင်3ညရယ်4ရယ်ပေါ့နော်3ည4ဒီ3လုံးပေါင်းခြင်းမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့4ရတယ်ဗျာနော်ဟုတ်ပြီအဲ့ဒီ4နဲ့ညီမျှတဲ့တန်ဖိုးလည်းဖြစ်ရမယ်နောက်ပိတ်ပေါင်းခြင်းလည်းပါရမယ်ကဏ္ဍနေရာအောင်နေရာထားလေးတွေကလည်းကျွန်တော်တို့အပေါ်အပင်အတိုင်းပဲတပုံစံနဲ့ဖြစ်ရမယ်ဗျာနော်6ရယ်1ရယ်အဲ့မှာ3ညခွန်ကကျွန်တော်တို့အပိတ်ဖြစ်တဲ့ခွန်နဲ့ပေါင်းမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့6တက်ခွန်ပေါ့နော်ဒီ3လုံးပေါင်းခြင်းမှာဆိုရင်လည်း4ရထားတဲ့တန်မိုးနဲ့တွားပြီးညီမျှတာကိုတွေ့ရတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ formula လေးကလည်းကျွန်တော်တို့နှစ်ပင်ဇက်တိုက်မှန်လာခဲ့ပြီနော်အဲ့တော့ကျွန်တော်တို့အခုလာမဲ့ပင်အတွက်ကြည့်အောင်အခုလာမဲ့ပင်မှာဆိုလို့ရှိရင်ခွန်ရယ်4ရယ်ပေါ့နော်ခွန်4ဒီ3လုံးပေါင်းခြင်းမှာဆိုရင်ဒါကျွန်တော်တို့8ရတယ်ဗျအဲ့ဒီ8နဲ့ညီမျှတဲ့တန်မိုးလည်းဖြစ်ရမယ်နောက်ပိတ်ပေါင်းခြင်းလည်းပါရမယ်အဲ့မှာ3ပင်စလုံးကကဏ္ဍနေရာအောင်နေရာထားလေးတွေတပုံစံနဲ့ဖြစ်ဖို့လိုတယ်ဗျာနော်8ရယ်အခုလာမဲ့အပိတ်ရယ်ပေါင်းရင်လည်းဒါကျွန်တော်တို့8ရမှာပေါ့နော်8ရယ်2ရယ်ပေါင်းမှာဒါကျွန်တော်တို့က8ရမှာဆိုတော့အပိတ်အနေနဲ့ကျွန်တော်တို့2ရတယ်ဗျဒါကတော့ကျွန်တော်နောက်ပိတ်ရှာပြတဲ့ site လေးပါဒီ site လေးကလည်းတကယ်ကိုကောင်းပါတယ်နော်ဒါကတော့ကျွန်တော်နောက်ပိတ်ရှာပြတဲ့ site လေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထိတ်လေပိတ်အကုန်ဆုံးသွားပြီနော်ထိတ်စီးအနေနဲ့ကတော့6ရတယ်ခါးလေတိုင်းအနေနဲ့ကတော့8ရတယ်ဗျာနော်အပိတ်အနေနဲ့ကတော့ဒါ2ရပါတယ်ကျွန်တော်ဒီနေ့ထုတ်ပေးထားတဲ့ site လေးရကျွန်တော်တို့အခုလာမဲ့16ရက်9လ2026အခုလာမဲ့ဘက်တော့ဗောနော်ကျွန်တော်ညီကိုမောင်နှမတွေအတွက်ကျွန်တော်ဒီနေ့ထုတ်ပေးထားတဲ့ site လေးရသတိတိတကွက်ကောင်းတာ68နှစ်ဗောနော်အကြိုက်တူမှလိုက်ကစားပါမကြိုက်တဲ့ခဏဆိုလို့ရှိရင်လည်းကြော်သွားလိုက်လို့ရပါတယ်ဗျာနော်ဒါနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ပတ်အတွက်တင်ပေးတာဒါ3ခွက်ရှိသွားပြီเนาะဖိုင်1နဲ့3ခွက်ရှိသွားပြီပထမဖိုင်1က983ညဖိုင်2က639ညနဲ့အခုဖိုင်3ကဒါ68နဲ့ပေါ့เนาะကျွန်တော်တင်ပေးတဲ့ကဏ္ဍတွေထဲမှာကျွန်တော်ညီကောင်မောင်နှမတွေအနေနဲ့အကြိုက်တူတဲ့ကဏ္ဍလေးတွေပါလာခဲ့လို့ရှိရင် like ကစားပါမကြိုက်တဲ့ကဏ္ဍဆိုလို့ရှိရင်လည်းကြော်သွားလိုက်လို့ရပါတယ်ဗျာเนาะကဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုခုမှဝင်ကြည့်တဲ့မိတ်ဆွေတွေအနေနဲ့ကလည်းကျွန်တော်နောက်ထပ်တင်ပေးမဲ့ကဏ္ဍတွေကိုအချိန်နဲ့တပြေးညီသိရအောင်ကျွန်တော်ရဲ့channel ကို subscribe ဆိုတဲ့ button ဟဲ့ဘေးကဒီ notification လောင်းလေးကိုနှိပ်ခဲ့ဖို့တောင်းဆိုပါတယ်เนาะဒါမှလည်းကျွန်တော်နောက်ထပ်တင်ပေးမဲ့ကဏ္ဍတွေကကျွန်တော်ညီကိုမောင်နှမတွေစီကို auto ရောက်လာမှာပါအဲ့လိုမှနှိပ်မထားဘူးဆိုလို့ရှိရင်เนาะကြော်သွားတဲ့ကဏ္ဍတွေလည်းရှီကောင်းရှိလာနိုင်တယ်เนาะဒါကျွန်တော် channel အသက်မလို့ပါအရင်ဝင်ကြည့်နေကြကျွန်တော်ညီကိုမောင်နှမတွေအနေနဲ့ကလည်းဒီ subscribe ဆိုတဲ့ button လေးကိုမနှိပ်ရသေးရင်နှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်เนาะကဲကျွန်တော်ညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ကိုမျိုးရဲနေဆုတောင်းပေးလိုက်ပါတယ်ဗျာเนาะဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုဖိုင်လေးမှာပြန်တွေ့ကြမယ်เนาะ bye